ဗုဒ္ဓဘာသာဝင်သူတော်စင်အပေါင်းတို့ခင်ဗျာယနေ့ဟာဥပုံနေ့ဖြစ်သည့်အားလျော်စွာဆရာတော်အရှင်သူမြတ်တို့ထံမှနဝင်းကဥပောတထကိုးပါးသီလခံယူစောင့်တည်နိုင်ကြဖို့ရုပ်မြင်သံကြားဖန်သားပြင်ရှိမှာအသင့်ပြင်ဆင်နေရာယူကြပါရန်နှိုးဆော်လိုက်ရပါတယ်ခင်ဗျာဒီကနေ့သီလချင်းမြင့်မဲ့ဆရာတော်ကတော့ရန်ကုန်တိုင်းဒေသကြီးမရမ်းကုန်းမြို့နယ်အမှတ်9ရပ်ကွက်မဟာတုခရာမကျောင်းတိုက်ဗရဏနာယကဆရာတော်နိုင်ငံတော်တန်ခမဟာနာယကအဖွဲ့ဝင်ဧကမပန္တိတာဧကမတရမဇောတိကတဇပိပိတကဒရာဗဒ္ဒနာဝိယောစနအရှင်သူမြတ်ဖြစ်ပါတယ်ခင်ဗျာဆရာတော်ဘုရားကြီးထံမှကိုးပါးသီလခံယူစောင့်ကြည်နိုင်ရန်အတွက်ဩဃာတကရောကျိုးဖြင့်ညီညာဖျဖျရှိခိုးပူဇော်ကြပါစို့ခမညာဩဃာတဩဃာတဩဃာတကာယကံဝစီကံမနောကံတဗ္ဗဒေါသခတ်သိမ်းသောပြစ်တို့ကိုပြောက်ပါစေခြင်းအကျိုးငါပတ္တမဒုတိယတတိယတစ်ချိန်နှစ်ချိန်သုံးချိန်မြောက်အောင်ဘုရားယေသနာတရားယေသနာသံဃာယေသနာယေသနာမြတ်သုံးပါးတို့ကိုအယုအသေးအလေးအမြတ်လက်ဆုံမိုး၍ရှင်ခိုးပူဇော်ပူညောမန်လျှော့ကရောပါဤရှင်ဘုရားဗုဒ္ဓဝါမင်္ဂလောလောကီဓမ္မောတံခောသမင်္ဂလောမင်္ဂလံတရဏမခမ္မမင်္ဂလာနိဘောဓရေလောကီလောကသုံးဓာတ်ဘုံသုံးရ၌ဗုဒ္ဓဝါမြတ်ထိတ်တင်ဘုရားရှင်သည်သာလျင်မင်္ဂလောမင်္ဂလာအစစ်ဖြစ်ပါပေ၏ဓမ္မောဇာမေဘုန်နိဗ္ဗာန်ဓမ္မခံဝိစရံကျော်တရားတော်သည်၎င်းတန်ခောဇာရှိပါရိယာမြတ်တန်ခါသည်၎င်းမင်္ဂလောမင်္ဂလာအစစ်ဖြစ်ပါပေ၏မင်္ဂလံမင်္ဂလာမြတ်သုံးပါးနှင့်ကိုတရဏမာဂံမကိုးကွယ်သမှုအကြောင်းပြု၍မင်္ဂလာနိလောကီလောကုတ္တရာစည်းစိမ်ချမ်းသာမင်္ဂလာအဖျားဖျားဟုသမျှတို့သည်ဘဝတရေတနေ့တခြားဒီလာကဲ့သို့တိုးပွားနိုင်ကြလေကုန်၏ဟုသည်နှင့်လျောညီစွာလောကသုံးဓာတ်ဘုံသုံးရ၌အမျက်ဆုံးယရဏအမျက်ဆုံးမင်္ဂလာဖြစ်တော်မူကြသောဖေယတရားသံဃာယရဏမြတ်သုံးပါးတို့ဟာဥထိတ်ထား၍ယောတိမြတ်နိုးလက်စုံမိုးကရှိခိုးပူဇော်ဖူးမြော်မှန်လျော့ကတော့ကြရသောအကောင်းမှုကုသိုလ်ကံစေတနာအဖျားဖျားတို့ကြောင့်ယနေ့အခုချိန်မှစ၍မိမိတို့ကိုယ်တန်ထံ၌မကောင်းသောတရားများကင်းစင်လွင်ပြောက်၍ကောင်းကျိုးချမ်းသာမင်္ဂလာအပေါင်းနှင့်ပြည့်စုံပြီးလျင်ရောက်လျာဘဝတိုင်းတို့၌ဤကဲ့သို့အမျိုးဘာသာသာသနာကျိုးကိုတည်ပိုးနိုင်သောပညာရှိသူတော်ကောင်းပုဂ္ဂိုလ်များဖြစ်ကြ၍မိမိတို့လိုလားတောင်းတအပ်သောဘောဓိစုဘောဓိဉာဏ်ဖြင့်နိဗ္ဗာန်ရောက်ကြောင်းသူတော်ကောင်းတရားတို့ကိုကြိုးစားမယုတ်ပွားများအားထုတ်နိုင်သောပညာရှိသူတော်ကောင်းပုဂ္ဂိုလ်များဖြစ်ကြပါစေပေးတဲ့ဆုနဲ့ပြပါလိဖျားအဟံဗန္တိတိတရဏိနတဟနဝင်္ဂသမနာကတံဥပောတထသီလံဓမ္မံယာစာမိအနုဂဟံကတဝါသီလံဒေထမေဗန္တိဒုတိယံပိအဟံဗန္တိတိတရဏိနတဟနဝင်္ဂသမနာကတံဥပောတထသီလံဓမ္မံယာစာမိအနုဂဟံကတဝါသီလံဒေထမေဗန္တိတာတိယံပိအဟံဗန္တိတိတရဏိနတဟနဝင်္ဂသမနာကတံဥပောတထသီလံ
ရတိလံ ဓမ္မယာသာမိ ဓမ္မယံသာမိ အနုဂဟံကတ္တဝါ လောဟံကတဝါ သီလံဒေထ သီလံဒေထ မေဘန္တိ မေဘန္တိ ယမဟဝဒာမိတံဝတိထ အာမဗန္တိပါရှင်ဗျာ နမောတတဗဂဝတောအရဟတောသမ္မာသမ္ဗုဒ္ဓတ္တ နမောတတဗုဒ္ဓဝါတောအရဟတောသမ္မာသမ္ဗုဒ္ဓတ္တနမောတတဗုဒ္ဓဝါတောအရဟတောသမ္မာသမ္ဗုဒ္ဓတ္တနမောတတဗုဒ္ဓဝါတောအရဟတောသမ္မာသမ္ဗုဒ္ဓတ္တ ဗုဒ္ဓံတရဏံခေသာမိဓမ္မံတရဏံခေသာမိသံဃံတရဏံခေသာမိ ဗုဒ္ဓံတရဏံကိစ္ဆာမိဓမ္မံတရဏံကိစ္ဆာမိသံဃံတရဏံကိစ္ဆာမိ ဒုတိယံပိဗုဒ္ဓံတရဏံခေသာမိဒုတိယံပိဓမ္မံတရဏံခေသာမိဒုတိယံပိသံဃံတရဏံခေသာမိ ဒုတိယမိဗုဒ္ဓံတရဏံကိစ္ဆာမိဒုတိယမိဓမ္မံတရဏံကိစ္ဆာမိဒုတိယမိသံဃံတရဏံကိစ္ဆာမိ တတိယံပိဗုဒ္ဓံတရဏံခေသာမိတတိယံပိဓမ္မံတရဏံခေသာမိတတိယံပိသံဃံတရဏံခေသာမိ တတိယမိဗုဒ္ဓံတရဏံကိစ္ဆာမိတတိယမိဓမ္မံတရဏံကိစ္ဆာမိတတိယမိသံဃံတရဏံကိစ္ဆာမိ တရဏဂမနံပရိပုံဏံ အာမဗန္တိပါရှင်ဗျာ ဘာနာတိဘာတာဝေရမဏိတေခာပဒံသမာဓိယာမိ မာနာတိပါဒာဝေရမိတိတ်္ခဗရံသမာရိယာမိ အဒိဏဒါနာဝေရမဏိတေခာပဒံသမာဓိယာမိ အဒိနာဒါနာဝေရမိတိတ်္ခဗရံသမာရိယာမိ အာဗျမစရိယာဝေရမဏိတေခာပဒံသမာဓိယာမိ အဘိမစရိယာဝေရမိတိတ်္ခဗရံသမာရိယာမိ မုသာဝါဒာဝေရမဏိတေခာပဒံသမာဓိယာမိ သာဝါဒဝေရမိတိတ်္ခဗရံသမာရိယာမိ သုရာမေရယမေဇဗမဒဌာနာဝေရမဏိတေခာပဒံသမာဓိယာမိ သူရာမေရယမစ္ဆပမာဏဌာနာဝေရမိတိတ်္ခဗရံသမာရိယာမိ ဝိကာလဘောဇနာဝေရမဏိတေခာပဒံသမာဓိယာမိ ဝိကာလဘောဇနာဝေရမိတိတ်္ခဗရံသမာရိယာမိ နစ္စ နိစ္စ ဂီတာ ဂီတ ဝါဒီတာ ဝါရိတ ဝိတုက ဝိတုက သတ္တနာ သတ္တနာ မာလာခန္ဓာ ကာလကန္ဓ ဝိလေပနာ ဝိလေပန ဓာရဏ ဓာရဏ မန္တနာ မန္တနာ ဝိဘုဒနာဌာနာဝေရမဏိတေခာပဒံသမာဓိယာမိ ဝိဘုဒနာဌာနာဝေရမိတိတ်္ခဗရံသမာရိယာမိ ဥ္စာတေနမဟာတေနဝေရမဏိတေခာပဒံသမာဓိယာမိ ဇာတေနမာတေနဝေရမိတိတ်္ခဗရံသမာရိယာမိ မေတ္တာသဟဂတိနာ မေတ္တာသဟတကိနာ စေတသာ စေတသာ သဗ္ဗဘာနာဘုတေတု သဗ္ဗဘာနာဗုတေတု ပရိတဝါ ပရိတဝါ ဝိဟရဏံ ဝိဟရဏံ သမာဓိယာမိ သမာရိယာမိ လုံးစုံမြတ်စွာ လုံးစုံများစွာ တတဝါ တတဝါ ချမ်းသာကိုယ်စိတ် ချမ်းသာကိုယ်စိတ် ရေပါစေ ပါစေ ဥပယံဖေ ဥပယံပိ ကင်းစင်ဝေ ပြင်းစင်ဝေ ငြိမ်းအေးကြပါစေ ဒိဋ္ဌိကြပါစေ ဣဒံမေပုံညံ ဣဒံမေပုံညာ အာတဝခယံ အာသွဲ့ခေယံ ဝဟံဟောတု ရံဟောတု ဣဒံမေတိလံ သီလံမေတိလံ နိဗ္ဗာနတ္တ နိဗ္ဗာနတ ပစ္စယော ပစ္စယော ဟောတု ဟောတု တိတရဏိနာသနဝင်္ဂသမနာကတံဥပောတထသီလံဓမ္မံသာဓုကံကတ္တဝါအပမဒေနသံပါဒေထာ အမဗန္ဒီပါရှင်ဗျာ